Hello အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့မင်းမအောင်ဖြစ်ပါတယ်ဒါကတော့ကျမရဲ့သမီးလေး Grace ဖြစ်ပါတယ်အခုခေတ်မှာလေအောင်မြင်နေကြတဲ့သူတွေရှေ့ကိုပြေးနေကြတဲ့လူတွေအများစုကပါလဲဆိုရင်တိကျခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိကြတဲ့သူတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့မိတ်ဆွေလည်းပဲကျမတို့ရဲ့စီးပွားရေးကိုစတင်တော့မဲ့သူပဲဖြစ်ဖြစ်လေးလာနေတဲ့သူပဲဖြစ်ဖြစ်ခိုင်မာတဲ့ဆုံးဖြတ်ချက်လေးတွေရှိမယ်ဆိုရင်ဒီစီးပွားရေးကိုဝင်ရောက်လာခဲ့ပါလို့ကျမကနေပြီးတော့အကြံဉာဏ်ပေးခြင်းနဲ့ပထမခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရည်ရွယ်ချက်ကပါလဲဆိုလေအသက်60ထိစောက်စရာမလိုတဲ့ပင်စင်လစာကိုငယ်ငယ်ရွယ်နဲ့ဒေါ်လာ9000ကနေရနိုင်တဲ့ပင်စင်လစာကိုငယ်ငယ်ရွယ်နဲ့ငါရကိုရအောင်လုပ်မယ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိတယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကိုဝင်ခဲ့ပါဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့time freedom financial freedom ဖြစ်တဲ့time ပေါ့နော်တနေ့ကို2နာရီ3နာရီအချိန်ပေးပြီးတော့လောက်ကန်ရုံနဲ့ကိုယ့်ရဲ့သားသမီးနဲ့ဒီမရဲ့သားသမီးလေးသားသမီးနဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုနဲ့ဖြစ်ဖြစ်အချိန်ပေးပြီးတော့ဒါမှမဟုတ်လေကိုကအချိန် full time လောက်တစ်ဖက်ရှိလို့အချိန်ပိုင်းလေးနေနဲ့တနေ့ကို2နာရီ3နာရီပဲလောက်ကန်နိုင်တယ်ဒါပေမဲ့တနေ့ကို2နာရီ3နာရီလောက်ကန်ရုံပေမဲ့လတိုင်းမှာဝင်ငွေတွေတောင်းကနန်းနဲ့ချီပြီးတော့ရချင်မယ်ရမယ်ဆိုတဲ့စိတ်တမျိုးရှိမယ်ဆိုရင်တော့ဒီစီပွားရေးကိုဝင်ရောက်လာခဲ့ဖို့ပြောချင်တယ်ပြီးလို့ရှိရင်အဲ့ဒါကတော့ time freedom financial freedom ဖြစ်တယ်ပြီးရင်လေးလာတင်ယူမှုတွေလုပ်နေရင်နဲ့တစ်နေ့ထက်တစ်နေ့ထူးခြားလာတဲ့သူတစ်နေ့ထက်တစ်နေ့အောင်မြင်လာတဲ့သူတစ်နေ့ထက်တစ်နေ့တိုးတက်လာတဲ့သူ personal growth တွေဖြစ်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီစီးပွားရေးကိုဝင်ရောက်ပြီးတော့လေ့လာပါဝင်ရောက်ပြီးတော့ join ပါဒီစီးပွားရေးကအဲ့ဒီအချက်၃ချက်ကိုလုံးဝကိုရခြင်းတဲ့သူတွေအတွက်ဆိုရင်မှန်ကန်တဲ့နေရာဖြစ်တယ်မှန်ကန်တဲ့အစီအဝါရေးဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တယ်မိတ်ဆွေလေးလာရမယ့်အရာကတော့ဘယ်ကနေစတင်ရမလဲဆိုရင်ကျမရဲ့ website ဖြစ်တဲ့ www.memomoang.com မှာနာမည်နဲ့ email နဲ့ကိုထည့်ပြီးတော့အခမဲ့ workshop လေးကိုဝင်ရောက်လေ့လာပေးရမှာဖြစ်တယ်အဲဒီ workshop လေးကနေတဆင့်ရှေ့ဆက်သွားရမယ့်အရာတွေကိုမိတ်ဆွေကသိမှာဖြစ်တယ်အဲ့တော့မိတ်ဆွေအနေနဲ့သွားကျမခုနကပြောတဲ့အချက်၃ချက်နဲ့တင်းရဲ့ဘဝကိုသွားခြင်းနဲ့ဆိုရင်တော့ဒီနေရာကလုံးဝမှန်ကန်တဲ့နေရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောခြင်းနဲ့ကျမလည်းဒီအစ်စ်တွေကိုဖြတ်ကျော်ပြီးတော့အခုလိုမျိုးစီးပွားရေးပိုင်ရှင်တယောက်အနေနဲ့ကလေးတစ်ဖက်နဲ့ရှိပေမဲ့စီးပွားရေးပိုင်ရှင်တယောက်အနေနဲ့ဖြစ်လာတဲ့သူတယောက်ဖြစ်ပါတယ်။ Okay ပါ Thank you ပါ Bye bye God bless you